ကျောင်းလယ်မှာကျောင်းကြီးတစ်ကောင်ရုတ်တရက်ပေါ်လာတဲ့ကျောင်းသားတွေတတိမထားမိခင်မှာပဲကျောင်းကသူ့ရဲ့စပ်ပရိန်လိုလေပင်ကိုစန့်ထုတ်ပြီးကျောင်းသားတယောက်ကိုဆွဲပြီးမျိုးချလိုက်တယ်ဒါကိုမြင်တော့အားလုံးထိတ်လန့်ပြီးအဝေးကိုထွက်ပြေးသွားကြတယ်ဒါပေမဲ့ကျောင်းကလေပင်ကိုစန့်ထုတ်ပြီးကျောင်းသားတွေကိုတယောက်ပြီးတယောက်မျိုးချနေရဲ့ရှုပ်ထွေးမှုတွေကြားမှာကျောင်းသားတယောက်ကအချိန်တိုင်းကိရိယာတက်ထားတဲ့ဘောလုံးတစ်လုံးကိုကျမ်းပြင်ပေါ်မှာလိမ့်နေတာကိုတတိထားမိလိုက်တဲ့ကျောင်းကိုရက်တန့်ဖို့အကြောင်းရဲ့လေပင်မှာချိတ်ထားတဲ့ဘတ်စကတ်ဘောကွင်းထဲကိုဘောလုံးပစ်ထည့်ရမယ်ဆိုတာသူမြင်မြန်သဘောပေါက်သွားတဲ့အတန်းထဲကဘတ်စကတ်ဘောကစားသမားတယောက်ကဘောလုံးကိုမြင်မြန်ဖမ်းပြီးပစ်ခဲ့တယ်ဒါပေမဲ့ဘောလုံးဝင်ခါနီးလေးမှာပဲကျောင်းကရုတ်တရက်လေထဲမှာဖမ်းမိပြီးအားပြင်းပြင်းနဲ့ပြန်ပစ်ချလိုက်တာကြောင့်ကောင်လေးကလေထဲလွင့်ပြီးမှောက်သွားတယ်လက်မလျှော့ပဲကျောင်းသားနှစ်ယောက်ကလိမ္မာပါနဲ့တဲ့လက်ကွက်တစ်ခုတီထွင်ခဲ့ကြတဲ့အကြောင်းကိုဘယ်ဘောလုံးကအစ်စ်အမှန်လဲဆိုတာရှုပ်ထွေးသွားအောင်ဘောလုံးနှလုံးကိုတီးခြားဝတ်တွေအောက်မှာဝတ်ထားပြီးကွင်းထဲဝင်အောင်ပစ်ဖို့စူးစမ်းခဲ့ကြတယ်ဒါပေမဲ့ကောင်လေးရဲ့ပစ်ချက်ကမအောင်မြင်ခဲ့ဘူးအားလုံးမျောလင်းချက်ကုံဆုံးသွားတဲ့အချိန်မှာပဲနောက်ထပ်ကျောင်းသားတစ်ယောက်ကကျောင်းရဲ့ခေါင်းပေါ်ကနေခုန်တက်ပြီးလေထဲမှာဘောလုံးကိုဖမ်းမိခဲ့တယ်တစ်စက္ကန့်လောက်ပဲကျန်တော့တဲ့အချိန်မှာကောင်လေးကဘောလုံးကိုဂိုးထဲပစ်ပြီးရက်တက်နိုင်ခဲ့တယ်